ဘရိုဒီကိုကင်ပြီးတော့မီနီယန်တစ်ခါစားပစ်တစ်ခါယူပြမယ်ပွဲကြီးပွဲကောင်းကြည့်ကျင်လားအဲ့ဒါလိုက်ခဲ့လိုက်တော့ပြမယ်ဘရိုဒီဆိုတဲ့ဟီးရိုးမျိုးက1vs1ထိန်းလို့လဲအရန်ကောင်းတယ်အမကြီးတဲ့ကရီထွက်လာတယ်ကွာ1vs1ကိုရှင်ပြစ်တာအမကြီးဒီကောင်ကအနီးပြစ်ဆိုကိုရီးယားအဝေးပြစ်တော့ပို့တာတယ်အမစပယ်လန်ဖွင့်တယ်တန်းရှော့ပဲတကယ်ပြောတာတာတယ်ကွာမီနီယန်စားပစ်ဆိုတာဘရိုဒီတော့ကတော့ AC ပဲဘာကြောင့်အဲ့လိုပြောလဲဆိုတော့အမကြီးတင်းဖိုက်ဗတဲ့ဆိုင်နေချင်းဘရိုဒီကအဝေးရပဲလန်းလန်းထောက်တာမင်းစက်တာနဲ့ item ကိုရှုဟိုဘက်ကမြန်မာနံပါတ်တွေပါပါတယ်ကွာအမထပ်ပဲကြီးပါရှာပြီးတော့အမ AC ပဲကွာဟိုဘက်အနောက်မှာကြံခဲ့တဲ့နှစ်ကောင်ပဲကြံမှာလိုက်တက်မှာ flicker ပေးပြီးပါလိုက်တက်တာကြီးတိုင်းမှာမီနီယန်အမစားပစ်ကိုကြီး cycle တာဝါရီဝင်တက်တာဂျွတ်စင်ကြီးရောက်ကြီး damage ကတော့လောက်ချက်ပဲအဓိကပြောချင်တာဒီဘရိုဒီကိုင်ပဲဆိုလို့ရှိရင်အဝေးရပဲလို့အနီးနားကပ်ပြီးမလုံနဲ့အဲ့ဒီမှာထပ်ပြီးပါမီနီယန်ပေးတဲ့ brother ကြီးအဲ့ဘက်အတင်းဟိုဘက်ကဆိုမြန်မာနံပါတ်နဲ့နော်ဒါပေမဲ့လည်းငါတို့တွေက easy ပဲဘယ်လိုပြောမလဲအရှိကဟိုတွဲလုံးတစ်ခုကောင်းတာနဲ့ဘရိုဒီကအဆင်ပြေတယ်အရှိက initiate ပေးအမကြီးထပ်ပြီးပါထပ်ပဲကြီးမီနီယန်ပါထပ်ယူပြမှာထပ်ကြည့်နေတယ်အမမီနီယန်ဒီပါထပ်ပေါက်တယ်ကွာဒါတော့ carry ကအပေါ်လိမ့်မှာဖြစ်လို့နော်မီနီယန်အမှန်ဆိုထက်ရတယ်ဟိုစားပစ်ထက်ရတယ်ဒီမှာဆိုလဲထပ်ပြီးပါမီနီယန်ထက်ရအောင်ပါကွာထပ်ကြည့်လိုက်အမဂျွတ်စင်အမအယုံစိုးတက်ဆိုရာကိုထပ်တက်လိုက်အမထပ်တော့လာထပ်ပြီးပါထပ်ဖြတ်တယ်ကွာတပက်ကြီးနော်ထော့ပက်ကြီးထက်ယူမှာ career မကြီးနေထပ်မေးဦးမှာမလေဂိမ်းတိုင်းမင်းတော့ထပ်မေးရဂျွတ်စင်ရမှာထော့ပက်ကြီးမီနီရမှာထပ်ပေါက်မှာကြီးလိုက်မင်းဂျွတ်စင်ကြီးရောက်ရေးအမကြော်ကြီးပဲကြံခဲ့ဟုတ်လားကြော်ပါထပ်မေးအမမီနီရပဲရောက်ရေးပွဲစီကလုံးဝ fine တယ်တော့စားပစ်ယူမလို့ဟိုဘက်ကနော်ဟိုမှာအကိုင်းတွန်းလိုက်လို့တွန်းတာမတွန်းလိုက်စားပစ်ကထက်ရအောင်မှာဗီဒီယိုလေးကတင်တို့အတွက်အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ follow ခဲ့ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာကျွန်တော်ဆက်လက်အကောင်းဆုံးဗီဒီယိုတွေနဲ့တင်ပေးသွားမှာကိုင်စီခြင်းတဲ့ hero တွေကိုလည်းချပြခဲ့ဖို့ကျွန်တော်မြစ်တက်ရခင်ဗျာနဲ့အားလုံးဝင်တက်တာပါ